everyone. Today I will be teaching the usage of since and for. Since နဲ့ for ကိုဘယ်လိုမျိုးသုံးရလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်။အဲ့တော့ we use for with a period of time. ကျွန်တော် for ကိုကြတော့အချိန်ကာလတစ်ခုကိုပေါ်ပြချင်တဲ့အခါကျရင်သုံးပြီးတော့ since ကိုကြတော့တိတိကျကျ past မှာဖြစ်ခဲ့တဲ့အချိန်တိတိကျကျတစ်ခုကိုပြောချင်တဲ့အခါကျရင်ကျွန်တော်သုံးပါတယ်။ We use since with a point of time in the past. အဲ့တော့ကျွန်တော်ဥပမာလေးနဲ့ပြောတဲ့အခါကျရင်ပိုပြီးရှင်းသွားလိမ့်မယ်။အဲ့တော့ဒီဟာကိုကျွန်တော်အထူးသဖြင့် present perfect tense တွေမှာသုံးတယ်။သို့မဟုတ် present perfect continuous tense တွေမှာလည်းသုံးပါတယ်။ဆိုတော့ကျွန်တော်ကပထမဆုံး for ကိုဘယ်လိုသုံးလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ပြောပြပါမယ်။ For example, I have lived here for 7 years. ကျွန်တော်ဒီနေရာမှာနေနေတာ9နှစ်ရှိနေပါပြီ။ One more example. I have worked here for 8 years. ကျွန်တော်ဒီမှာအလုပ်လုပ်နေတာ10နှစ်နေပါရှိနေပါ။ Now example တစ်ခုပေးမယ်ဆိုလို့ရှိရင် She's been waiting for an hour for you. မင်းတို့စောင့်နေတာ तू တနားရီတောင်ရှိနေပါအဲ့တော့ for ဆိုတဲ့ဟာကကျွန်တော် period of time အချိန်ကာလတစ်ခုကိုပေါ်ပြချင်တဲ့အခါကျရင်ကျွန်တော်သုံးပါတယ် since ကကြတော့အဲ့လိုမဟုတ်ဘူး we use since with a point of time in the past ပြီးခဲ့တဲ့အချိန်ကာလတစ်ခုမှာအချိန်တိတိကျကျတစ်ခုကိုပေါ်ပြချင်တဲ့အခါကျရင်ကျွန်တော်သုံးတယ်အထူးသဖြင့်ခုနှစ်တွေပါတယ်နဲ့ကျွန်တော်သုံးတာများပါတယ်သို့မဟုတ်period တစ်ခုပေါ့နော် For example, I have been learning English since 2010. 2010ကတည်းကနေကျွန်တော်အင်္ဂလိပ်စာလေ့လာနေတာဖြစ်ပါတယ်အဲ့တော့ since ရဲ့နောက်မှာကိုနှစ်တစ်ခုလာတာမျိုးအများဆုံးတွေ့ရတယ်ပေါ့နော်နောက် example တစ်ခုပြောပါမယ် I work here since May မေလကတည်းကနေကျွန်တော်ဒီမှာအလုပ်လုပ်နေတာဖြစ်ပါတယ် since May I have been waiting since 12 o'clock for you. ငါမင်းအတွက်စောင့်နေတာ12နာရီခရီးနဲ့တိတိကျကျအချိန်ပါတယ်တိတိကျကျလပါတယ်တိတိကျကျကိုနှစ်ပါတယ်အဲ့လိုမျိုး since ရဲ့နောက်မှာအဲ့လိုကိုနှစ်တွေလတွေတိတိကျကျနဲ့ပေးရတာမျိုးဖြစ်ပြီးတော့for ရဲ့နောက်မှာကျတော့ကျွန်တော်တို့ကperiod of time တခုကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်တော့ for နဲ့ since ကိုသုံးတတ်မယ်လို့ထင်ပါတယ် Thank you so much. See you next time.